အားလုံးပဲမင်္ဂလာပါရှင် Knowledge Paradise Audio Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတုံးပေါ်တုံးခုရဲ့လွန်ခဲ့တဲ့3နှစ်လောက်က Channel ကရုပ်သံမှာလာတဲ့သတင်းစီစဉ်မှာမြို့ရှိမန္တာဖိုးချီရဲ့ပြသက်တစ်ပုဒ်ကြည့်လိုက်ရတယ်ပြသက်နာမည်ကခုရုံးနဲ့ပြသက်ဇလန်းရည်သူကမောင်ချမ်းသာရှေမန်းပင်ခေါ်ဦးချမ်းသာပါဒီဇလန်းကိုပဲလွန်ခဲ့တဲ့9နှစ်လောက်ကဗီဒီယိုစကားအဖြစ်ကြည့်ခဲ့ပူပါတယ်ခုရုံးအမည်နဲ့ပဲကြော်ပူကတရုပ်ဆောင်ပါတယ်ပြားတဲ့ရုပ်ရှင်တင်ဆက်ပုံခွာပေမဲ့ဇလန်းရည်ချက်ကတော့ဒီတစ်ခုရဲ့ပါပဲနှစ်မျိုးလုံးကိုကြိုက်ခဲ့ရပါတယ်ဇလန်းချင်းကတော့ရွာတရမှာသူများအိမ်မှာဝေယဝိဆလိုက်လုပ်ပေးရတဲ့သားမီးနှစ်ယောက်အိမ်ရှင်ရဲ့နှိပ်စက်ခြင်းကိုခံရတယ်အဓိကဆက်ဆောင်သားဖြစ်သူမှာရောင်တက်တဲ့ယောဂရှိပါတယ်သူ့ကိုရောင်လုပ်ပြီးခိုင်းရင်ခိုင်းတာအကုန်လိုက်လုပ်တတ်တယ်သူ့ရဲ့အားနည်းချက်ဖြစ်တဲ့ရောင်တက်တာကိုအသုံးချပြီးအိမ်ရှင်ရဲ့သားကနှိပ်စက်တက်လို့ဦးကောင်းကိုရိုက်ခွဲပြီးမြို့ကိုထွက်ပြေးတင်းရှောင်လာတယ်မြို့ရောက်တော့အတိမိတ်ဆွေဖြစ်တဲ့ဆရာတော်ရဲ့အကူအညီနဲ့သဘောကောင်းတဲ့တတိသားဖစီမှာအလုပ်လုပ်ရတယ်။နေရာကောင်းရတယ်၊မြောက်စားခံရတယ်၊ကောင်းစားတယ်။တစ်ဖက်မှာလည်းရွာမှာခြံခဲ့တဲ့အင်ရှင်သားမိမှာတာဖြစ်သူရဲ့စုံမိုက်မှုကြောင့်အမိတည်တယ်၊လိန်ပါသွားတယ်။ဒါနဲ့ပဲတာဖြစ်သူကသူ့ကိုခေါင်းရိုက်ခွဲသွားတဲ့အဓိကဆက်ဆောင်သားမိ2ယောက်အကြောင်းကိုစုံစမ်းပြီးမိုက်ပေါ်မိုက်ဖက်တွေနဲ့မျိုးထိလိုက်ပြီးဒုက္ခပေးဖို့ချန်တယ်။ဆရာရဲ့အကူအညီနဲ့ပဲတောင်းပန်ရုံသွင်းပြီးအဓိကဆက်ဆောင်ရှိရာတတိသားဖစီမှာပဲအလုပ်ရပြန်တယ်။နောက်ဆုံးမှာဘီလင်ကအဓိကဆက်ဆောင်ရဲ့ရောင်တက်တဲ့အချင်းကိုအသုံးချပြီးတတိကိုဓာတ်နဲ့ထိုးခိုင်းလိုက်တယ်။အဲဒီအချိန်မှာအမေဖြစ်သူကအာယုံပြန်လဲပြီးဘီလင်ကိုပြန်ထိုးခိုင်းလိုက်တော့ဘီလင်တည်တယ်။အဲဒီမှုနဲ့အမေဖြစ်သူကထောင်ချတယ်။ဒါဖြစ်သူကရောင်တက်တဲ့ယောဂရှိကြောင်းတက်တေခိုင်းလို့မှုကြောင့်အမှုကလွတ်တယ်။ဇက်သိမ်းမှာတင်ငန်းဝေသွားတယ်။ဇလန်းကိုအစအဆုံးပြောလိုက်တာကဇလန်းအရာသာပြန့်အောင်စပိုင်လာလုပ်တာမဟုတ်ပါဘူး။ဇလန်းရည်ရွယ်ချက်ကိုမြင်သာစေခြင်းလို့ပါ။သူတို့ဘာအားနည်းချက်ကိုခုတော့မလုပ်ဖို့ပြောချင်တာပါ။ကျွန်တော်တို့ပေါင်းဝန်းကျင်မှာအဲဒီလိုရောင်တက်တဲ့လူတွေရှိကြပါတယ်။ကျွန်တော်ငယ်ငယ်ကကျွန်တော်တို့ရောက်ကမှရောင်တက်တဲ့လူတယောက်ကိုတွေ့ဘူးခဲ့တယ်။ဘေးလူကလက်ခုပ်တီးပေးပြီးခိုင်းရင်ခိုင်းတာအကုန်လုပ်တယ်။လက်ခုပ်တီးပေးပြီးပြေးဆိုရင်ပြေးတော့တာရက်ဆိုရဲ့အတန်မကြမချင်းသူမရက်ဘူး။တောင်ဘက်ထိပ်ကပြေးခိုင်းလို့ပြေးလာရင်မြောက်ဘက်ထိပ်အထိတားမဲ့သူမရှိရင်သူရက်လို့မရဘူး။မောပြီးအတိဝင်လာမှပဲနားတော့တာ။ခလေးတွေကတော့သူ့စီကပါလာတဲ့ပစံတွေကိုရောင်အောင်လုပ်ပြီးတောင်းယူတတ်ကြတယ်။အစာကျန်းတဲ့လူတွေကသူ့ဆံဝယ်လာလို့ဆန်တုပ်ကိုလွတ်ပစ်ခိုင်းရင်တကယ်လွတ်ပစ်တဲ့အထိရောင်တက်တယ်။အဲဒီလိုရောင်တက်တဲ့လူတွေကိုလိုက်ဆလို့ကျွန်တော်တို့အချိန်ဘယ်လောက်ထိပြောလိုက်ရလဲ။တစ်ဖက်လူမှာတော့မောပြီးကြံခဲ့ရှာတယ်။အဲဒီလိုသူတစ်ပါးအားနည်းချက်ကိုကိုပျော်ရွှင်မှုအတွက်ခုရောမလုပ်တာလူရင်ကြည့်မှုပါ။သူတို့လည်းရှက်တတ်တယ်။ကျွန်တော်တို့တောင်လူကြားထဲမှာခလုတ်တိုက်မိပြီးမဟုတ်တဲ့စကားထွက်သွားရင်ရှက်တတ်ကြရမှာမဟုတ်လား။ကိုချင်းစာသိရှိခြင်းကယဉ်ကျေးမှုတစ်ခုပါ။လွန်ခဲ့တဲ့3နှစ်လောက်က Facebook မှာရောင်တက်တဲ့လူဝါကြီးတယောက်ကိုလိုက်စာပြီးတကူးတကဗီဒီယိုရိုက်တင်တာကိုတွေ့ဘူးတယ်။အဲဒီလူတော်တော်ပြောလိုက်ရလားကြည့်မိသူဘယ်နှယောက်ကရောဘယ်လောက်ကြာရဲပြစ်ခဲ့ကြလဲ။ကွန်မန့်တွေမှာတော့စာနာပေးသူတွေအများကြီးတွေ့ရတယ်။အဲဒီလူတွေကြီးဖြစ်နေရင်မကောင်းဘူးလား။အဲဒီလိုလူတွေကြီးဖြစ်နေရင်မကောင်းဘူးလား။အဆုံးနဲ့ပြောရရင်လူတိုင်းမှာအားနည်းချက်တစ်ခုစီလောက်တော့ရှိကြမှာပါ။ခင်လို့မြင်လို့ပါဆိုပြီးသူတစ်ပါးအားနည်းချက်ကိုကိုပျော်ရွှင်မှုအတွက်ခုရောမလုပ်သင့်ဘူးကျွန်တော်တို့ကိုဖဲရရီမှာပြိုင်တင်သေးလဲဆိုရင်အခုလိုသူတစ်ပါးအားနည်းချက်ကိုကိုပျော်ရွှင်မှုအတွက်ခုရောမလုပ်မိအောင်ပြိုင်ရမယ်ကိုချင်းစာစိတ်တစ်နေ့တစ်နေ့ပိုရှိလာအောင်ပြိုင်ရမယ်ဒါမှလည်းယဉ်ကျေးမှုရှိတဲ့လူသားတစ်ယောက်ဖြစ်လာမှာပါကျွန်တော်နဲ့အတ္တစိတ်ကျွန်တော်ငယ်တုန်းကစာအုပ်ငှားဆိုင်ကငှားလာတဲ့စာအုပ်တုပ်တွေကကိုကြိုက်တဲ့နေရာကိုဖျဲယူခဲ့ပူပါတယ်ဒီအကြောင်းကိုဖွားတည်တော့အခုလိုဆုံးပါပါတယ်ငါမီးအဲ့လိုတကူကောင်းစိတ်မမွေးရဘူးဒီစာအုပ်ထဲကအကြောင်းအရာကိုငါမီးသိကျင်တယ်လို့အခြားဖတ်တဲ့သူတွေလည်းသိကျင်မှာပေါ့ငါမီးမှတ်သားကျင်တယ်လို့တခြားသူတွေလည်းမှတ်သားကျင်မှာပေါ့ငါမီးဘဝတုရရကျင်တယ်လို့တခြားသူတွေလည်းဘဝတုရရကျင်မှာပေါ့ငါမီးကအခုလိုဖျဲယူထားလိုက်တော့ဒီစာအုပ်ကိုငှားဖတ်မိရဲ့နောက်လူတွေမှာစိတ်ကတိကတောင်ဖြစ်ရမှာပေါ့ကိုတယောက်တည်းအတွက်ပဲကြည်ရအတ္တကြည်ရပဲသူတစ်ပါးအတွက်လည်းကြည်ပြီးတက်ရတယ်အဲ့ဒါမှလူတော်လူကောင်းဖြစ်မှာကြားလားနောက်ဒါမျိုးမလုပ်နေတော့တဲ့အတ္တဆန်စာစာအုပ်ထဲကစာရွက်တချို့ကိုဖျက်ယူထားမိခဲ့ပေမဲ့ဆိုဆုံးမလေသူဖြစ်တဲ့စနော့ရဲ့အဖွားရဲ့စကားတို့ကိုမြေဝေမကျနာထောင်ခဲ့ပါတယ်။နောက်ထပ်အဲဒီလိုဖျက်ယူတာမျိုးလုံးဝမလုပ်ဖြစ်တော့ပါဘူး။တင်းမကြောင်ကြီးကကာလာတစ်ခုကကျွန်တော်အွန်လိုင်းကနေပုံမြင်လေးတစ်ပုဒ်ဖတ်လိုက်ရတော့ကျွန်တော်ငယ်ကစာအုပ်ထဲကကိုနှစ်သက်တဲ့အပိုင်းပါတဲ့စာရွက်တွေကိုဖျက်ယူခဲ့မိတဲ့အကြောင်းကိုပြန်စဉ်းစားမိပါတယ်။ပုံမြင်တဲ့ကျွန်တော်ရဲ့အဖြစ်အပျက်ကတိတ်ပြီးမသက်ဆိုင်မှုဆိုပေမဲ့တကူကောင်းဆန်အတ္တသမားများလာရင်ဖြစ်လာမယ့်အကျိုးဆက်နဲ့မျှဝေသုံးဆက်ထမှုရဲ့ကောင်းကျိုးရလဒ်တွေကိုသင်ခန်းစာရခဲ့ပါတယ်။ကျွန်တော်ဖတ်မိရဲ့ပုံမြင်လေးရဲ့သဘောကတော့ဒီလိုပါ။
တခါတော့ကဘယင်တစ်ပါးဟာမြို့ရွာတွေကိုလှည့်လည်ကြည့်ရှုရကပြန်လာတော့စကြက်တစ်ခုမှာတိုးရီအဆစားနေကြတာကိုတွေ့ပါတယ်။ဘယင်ကြီးကဒီမြင်ကွင်းကိုအခြေခံပြီးသူ့ရဲ့ပညာရှိမှတ်ကိုမိပါတယ်။တိုးရီကအုပ်စုဖွဲ့ပြီးဆစားကြပေမဲ့ခွေးတွေကိုတော့အုပ်စုဖွဲ့ပြီးအဆစားတာကိုမတွေ့ရဘူး။ဒါဘာကြောင့်လို့ထင်လဲအမတ်ကြီး။ဘယင်ရဲ့အမေကိုအမတ်ကြီးကအရှင်မင်းကြီးရဲ့မိကွန်းကိုမနှက်ဖြတ်မှပြန်ဖြေခွင့်ပြုပါလို့ရှောက်လိုက်တယ်။ဘယင်ကြီးကလည်းခွင့်ပြုလိုက်တယ်။နောက်တနေ့မှာတော့အမတ်ကြီးကအမှုတန်းတွေကိုခေါ်ပြီးအခန်းငယ်နှစ်ခန်းကိုပြင်ဆင်စီပါတယ်။ပထမအခန်းရဲ့လေမှာအသားရုံးတွေအများကြီးကိုပုံထားလိုက်ပြီးဒုတိယအခန်းရဲ့လေမှာတော့ကောက်ရိုးတွေမြက်ထုံးတွေကိုပုံထားလိုက်ပါတယ်။ပြီးတော့အသားတွေပုံထားတဲ့အခန်းတွေကိုခွေးကောင်20လောက်ကိုထည့်လိုက်ပြီးမြက်ထုံးတွေထည့်ထားတဲ့အခန်းတွေကိုတိုးကောင်20ကိုထည့်ပြီးတကားပိတ်ထားစီလိုက်ပါတယ်။အမတ်ကြီးကသူစီစဉ်ထားတဲ့အကြောင်းကိုဘယင်ကိုရှောက်တင်ပြီးနောက်နေ့မနက်မှာဘယင်ကြီးနဲ့တူအခန်းတစ်ခန်းကိုဖွင့်ကြည့်ပါတယ်။ခွေးတွေထည့်ထားတဲ့ပထမခန်းကိုဖွင့်လိုက်တော့အချင်းချင်းကိုက်ပြီးတည်နေကြတဲ့ခွေးကောင်20နဲ့အတူအရာမရွေးနဲ့အသားပုံကြီးကိုတွေ့ရပါတယ်။တိုးရီထည့်ထားတဲ့ဒုတိယခန်းကိုဖွင့်ကြည့်တဲ့အခါအေးဆေးတသာစွာလဲလျောင်းအိပ်စက်နေကြတဲ့တိုးရီကိုပဲတွေ့ရပါတယ်။ကောက်ရိုးနဲ့မြက်ထုံးတွေကတော့မရှိတော့ပါဘူး။ဒီအဖြစ်အပျက်တွေကိုဘယင်ကြီးမြင်ပြီးရဲ့နောက်မှာအမတ်ကြီးကဘယင်ကိုရှောက်တင်ပါတယ်။အရှင်မင်းကြီးခွေးတွေဟာဒီလောက်များတဲ့အသားပုံကြီးရှိနေရတာမှတကူကောင်းဆန်ပြီးစားလို့စိမ့်နဲ့အချင်းချင်းကိုက်ပြီးတည်ကြရပါတယ်။တိုးရီကတော့အတူတူဝေးများစားတော့ကြတာကြောင့်အတူတူပိုင်းဝကြပြီးအခုလိုအေးဆေးတသာစွာနေထိုင်နိုင်ကြခြင်းဖြစ်ပါတယ်။အမကြီးရဲ့ရှောက်တင်မှုကိုဖရင်လည်းသဘောကျနှိမ့်ချိုက်သွားပါတယ်။ဒီပုံမြင်လေးကိုဖတ်ရတဲ့အခါကျွန်တော်တကူကောင်းဆန်စွာဖြဲယူခဲ့မိရဲ့စာရွက်ဒီကြောင်ပြန်တွေးမိပါတယ်။ကျွန်တော်လိုတကူကောင်းသမားတွေများလာတဲ့အခါစာရဲ့အနှစ်သာရကိုဘယ်သူမှကောင်းကောင်းခံစားရတော့မှာမဟုတ်ပါဘူး။ဟိုလူကလည်းသူကြိုက်တဲ့အပိုင်းကိုဖျက်ယူဒီလူကလည်းသူနှစ်သက်တဲ့နေရာကိုဖျက်ယူနေတကယ်စာဖတ်တဲ့သူအလှည့်ကျအင်္ဂါမစုံတဲ့စာမျက်နှာတွေကြောင့်အစိမ့်နောက်ချက်ဖြစ်သားစရာကလည်းပြီးဘသူအတွက်မှအကျိုးမရှိပါဘူးကျွန်တော်ရှိကငှားဖက်တဲ့သူကဖျဲယူထားလို့အင်္ဂါမစုံတဲ့စာအုပ်တွေကျွန်တော်လက်ထဲရောက်လာတော့ကကျွန်တော်လည်းအောင်းတက်တက်ခံစားခဲ့ရတာကိုပြန်တွေးမိလာပါတယ်ဘယ်နေရာမှာမဆိုပုံမြင်တွေကခွေးရီလိုတကူကောင်းဆန်စွာမချင်းကြံမဲတိုးရီလိုမျှဝေတတ်ဖို့လိုအပ်ကြောင်းကျွန်တော်သိလာပါတယ်သူလဲကျိုးရှိကိုလဲအဆင်ပြေနှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အခါရံမိငိမ့်မိတာလည်းဖြစ်ပါတယ်ငယ်စဉ်ကအဖွားဆုံးမခဲ့လို့စာအုပ်တွေမှာကိုချိုက်တဲ့အပိုင်းကိုစုပ်ဖြဲမယူဖြစ်တော့သလိုကြီးလာတဲ့အခါအဲ့ဒီစာပေတွေကရတဲ့အသည့်တရားတွေနဲ့အတ္တမဆန်ဖို့တကူကောင်းမဆန်ဖို့အစဉ်ရင်ပြလာတယ်။မနေ့ကထက်ဒီနေ့ပိုအစဉ်ရင်ပြလာတယ်။မနေ့ကထက်ဒီနေ့အသည့်တရားတွေပိုလာတယ်။မနေ့ကထက်ဒီနေ့အတ္တနေလာတယ်။မနေ့ကထက်ဒီနေ့ပိုပြီးမျှဝေထလာတယ်။မနေ့ကထက်ဒီနေ့ဇာရိတာတွေတိုးတက်လာတယ်။ရှေ့ဆက်ပြီးတဲ့ဒီနေ့ထက်မနက်ဖြန်မှာကိုပြိုင်ပြီးပိုကောင်းတဲ့လူတစ်ယောက်လူပြီးသားတဲ့လူတစ်ယောက်အတ္တနေပြီးမျှဝေတတ်တဲ့လူတစ်ယောက်ဖြစ်အောင်တတိနဲ့အစဉ်ချင်းနေထိုင်သွားရပါအောင်မယ်ကျွန်တော်နဲ့ခရီလမ်းတွေကအရင်ဖြည့်ရပြီးခရီးကနောက်မှဆုံးရတာပါပန်းနိုင်ကိုအရင်ရောက်သူကပန်းနိုင်အလိုင်းကိုစိုက်တဲ့သူဖြစ်ပြီးအနိုင်ရရဲဆိုတဲ့သူကဒုတိယပန်းဝင်သူဖြစ်ပါတယ်နေကိုကြည့်ပြီးရှောက်ဖို့မဖြစ်နိုင်ရင်လကိုကြည့်ပြီးရှောက်ပါတည်ရဖက်ပဲစီစီ walking ရှိဝဲစီစီခရီးကတော့အတူတူပါပဲကိုရောက်မှကိုခရီးပေါ့ဒီကဗျာကိုရေးတဲ့ကဗျာရေးသူရဲ့ကလောင်မီကတင်ထုစစ်ပါတင်ထုစစ်ဆိုတာကကျွန်တော်ရဲ့ကဗျာအစေးနဲ့ရတဝတ္ထုတွေရေးတဲ့နေရာမှာသုံးတဲ့နောက်ထပ်ကလောင်တစ်ခုပါပြောရရင်တင်စုတစ်ကတင်ထုစစ်ကကျွန်တော်ကိုယ်တိုင်ပါပဲဒီကဗျာလေးကကျွန်တော်ကိုအတီးပေးတတိပေးထားတဲ့ကဗျာလေးဆိုရင်ပုံမှန်ပါတယ်ကိုဘွားအတွက်ကိုရွေးချယ်ထားတဲ့ကိုသွားနေတဲ့လမ်းမှာကိုယ်တိုင်သိမြင်လာရတဲ့အတီးတရားချို့ကိုကဗျာတစ်ပုဒ်ဖြစ်အောင်ရေးပြီးကိုအတီးပေးထားရခြင်းပါလမ်းတွေကအရင်ဖြစ်ပြီးခရီးကနောက်မှဆုံးရတာပါကိုရွေထားတဲ့ကိုဖြစ်ချင်တဲ့ဘဝကိုဖြစ်အောင်ကြိုးစားနေရခြင်းကကိုသွားနေတဲ့ခရီးပါခရီးဆိုတာလည်းလမ်းမရှိပဲခရီးမဖြစ်ပါဘူးရှေ့လူတွေဖောက်ထားတဲ့လမ်းအတိုင်းလိုက်လျှောက်ရတာရှိသလိုကိုသွားနေတဲ့ခရီးအတွက်တောရီချုံတွေကိုကိုယ်တိုင်ဖယ်ရှားရှင်းလင်းပြီးလမ်းထွင်ရင်းသွားရမယ့်ခရီးတွေလည်းရှိပါတယ်လမ်းစားပေါ်မှာခရီးကဆက်လို့ရပါတယ်ဒါကြောင့်လမ်းတွေကအရင်ဖြစ်ရပြီးခရီးကနောက်မှဆုံးရတာပါလို့ကျွန်တော်ရေးမိခြင်းပါပန်းနိုင်ကိုအရင်ရောက်သူကပန်းနိုင်အလိုင်းကိုစိုက်တဲ့သူဖြစ်ပြီးအနိုင်ရတဲ့သူကဒုတိယပန်းဝင်သူဖြစ်ပါတယ်။တခါလေမှကျွန်တော်တို့ကကိစ္စရပ်တစ်ခုကိုဆောင်ရွက်အောင်မြင်သွားပြီဆိုရင်ကိုဂုံယူလေးရှိကြပါတယ်။ကိုဂုံယူတာလောက်ကပြဿနာမဟုတ်ပေမဲ့မန်တက်လာရင်တော့ပြဿနာပါပဲ။ငါကအောင်မြင်ထားတဲ့လူဘယ်သူမှဂိမ်းမဆိုင်ဘူးဆိုရဲငါမန်လေးတက်လိုက်ရင်တော့စိုးရင်စရာပါ။ကိုကသာငါလှုပ်လိုက်လို့အောင်မြင်သွားတာကငါပဲလုံနိုင်တာကွာလို့မန်တက်နေပေမဲ့ကိုရှိမှလုံနိုင်ပြီးသားတဲ့သူတွေအောင်မြင်သွားတဲ့သူတွေရှိနေတဲ့တာကိုတတိမမူမိတာမျိုးဖြစ်တတ်ပါတယ်
ဒါကြောင့်ကိုမှန်တက်ပြီးငါပဲတော်ရလို့အထင်ရှိလာမှကိုတတိပေးရဲ့အနေနဲ့ပန်းနိုင်ကိုအရင်ရောက်သူကပန်းနိုင်အလိုင်းကိုစိုက်တူရဲ့သူပန်းနိုင်ဖြစ်ကြောင်းရှေ့ကတတ်မှတ်သွားတဲ့လူဖြစ်ကြောင်းကိုအနိုင်ရပြီးအောင်မြင်ပြီလို့ထင်ပြီးမှန်တက်နေတဲ့သူကတော့ပန်းနိုင်အလိုင်းကိုနောက်မှလက်ကင်ရရှိပူတာဖြစ်ကြောင်းရေးပြခဲ့ပါတယ်။နေကိုကြည့်ပြီးရှောက်ဖို့မဖြစ်နိုင်ရင်လကိုကြည့်ပြီးရှောက်ပါ။လမ်းလျှောက်တဲ့အခါနေကိုမျက်နှာမူပြီးရှောက်နေမိရင်ကျွန်တော်တို့ပထမဆုံးရင်ဆိုင်ရမှာကနေရဲ့အလင်းရောင်ဆူဆူကိုပါရှေခရီးကိုမမြင်ရလောက်အောင်အထိအခက်တွေ့နေပါတယ်။နောက်ရင်ဆိုင်ရမှာကအပူတံမှာဘွာခီးကိုရှောက်တဲ့နေရာမှာကြုံလာရမယ့်အဖြစ်တင်စကားတွေဝေဖန်တန်တွေထိုးနှက်တိုက်ခိုက်မှုတွေကနေနဲ့တူပါတယ်။ကိုသွားမယ့်ခရီးကိုမမြင်ရလောက်အောင်တွေ့စေပြီးပူလောင်စေပါတယ်။ဒါတွေကိုရှောင်လဲပြီးဆက်သွားရမှာဖြစ်လို့နေကိုကြည့်ပြီးမလျှောက်နိုင်ရင်လက်ကိုကြည့်ပြီးရှောက်ပါလို့ရေးခဲ့ရပါ။တကယ်တော့နေကိုကြောခိုင်းပြီးရှောက်ပါလို့ရေးခဲ့မိရင်တော့အတိတ်ပဲပို့ပေါ်လိမ့်မယ်ထင်ပါတယ်။တေဖက်နဲ့ပဲစီစီ walking shoe ပဲစီစီခရီးကတော့အတူတူပါပဲ။ကိုရှောက်မှကိုခရီးပေါ့။ကိုရွေချက်ကိုအောင်မြင်အောင်ကြိုးစားနေရတဲ့အခိုင်မှာဘယ်နည်းနဲ့ကပိုကောင်းမလဲလို့ဟိုဟာကောင်းတို့တရားကောင်းတို့စဉ်းစားရခက်ပြီးတွေးဝေရင်အချိန်ကုန်မိတတ်ပါတယ်။တွေနေမဲ့စာကိုစဉ်းစားမိရဲ့နီးလန်းနိုင်ကိုအသုံးပြုပြီးမှပိုအဆင်ပြေမဲ့နီးလန်းတစ်ခုကိုတော့ရွေးချယ်ရှောင်လိုက်ရမှာပါပဲ။အဓိကကိုရွေချက်အောင်မြင်ပြီးခရီးရောက်ဖို့ပဲမဟုတ်လား။ဒါကြောင့်ဘယ်ဖက်နဲ့ပဲစီစီရှောက်နေရင်ခရီးရောက်တာပဲ။ကိုစီးပြီးကိုရှောက်လို့ရောက်တဲ့ခရီးဟာကိုခရီးပါပဲလို့ရင်းမိချင်မှာ။ဒါကြောင့်တရက်ထက်တရက်ကိုအသိဉာဏ်ကိုရိုင်း update လုပ်ရင်ကိုပိုတန်မအောင်ခွန်အားပေးဖို့တတိပေးဖို့ခြာရင်းမိရဲ့ကြပြတစ်ပုဒ်ဖြစ်ပါတယ်။ကျွန်တော်နဲ့နေရကျွန်တော်သက်16နှစ်လောက်ကနေရလို့အမေရရဲ့စာတစ်ပုဒ်ရေးခဲ့ပူပါတယ်။ကိုတွေ့ဖြစ်ပျက်တစ်ခုကိုအခြေခံပြီးလူငယ်စိတ်လူငယ်တွေးနဲ့လူငယ်တုဘက်ကခံစားစာနာပြီးလူကြီးနဲ့လူငယ်နေရပြဿနာကိုရေးသားမိခဲ့ခြင်းဖြစ်ပါတယ်။အဲဒီစာမှာပါတဲ့အကြောင်းအရာကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။တရက်ကျွန်တော်တယောက်တည်းလက်ဖေးဆိုင်ထိုင်နေတော့ဆိုင်ထဲကိုကျွန်တော်နဲ့ရွယ်တူလောက်ရှိတဲ့လူငယ်ယောက်ျားလေး2ယောက်ဝင်လာပါတယ်။သူတို့မာလျာရှိရာစပွဲတိုးလေးကိုမှားပြီးတယောက်ကစကားစပြောပါတယ်။မင်းကိုစောင့်နေရကြပြီဘာလို့ကြာနေရလဲ။တယောက်ရဲ့အမေကိုကျန်တယောက်ကပြန်ပြေတယ်။ထုံးစံအတိုင်းကားလန့်တွေပိတ်နေလို့ပါကွာ။ဒီကြားရဲထိုင်စရာထိုင်ကုန်ရှိရတာနဲ့မထိုင်ခဲ့ရလို့စိတ်တူလာတာ။လူကြီးတယောက်ကနှစ်နေရာစရာကိုတယောက်တည်းထိုင်ပြီးဖယ်မပေးဘူး။ငါတို့လူငယ်တွေကသာလူကြီးတွေဆိုရင်ကိုယ့်နေရာကနေထပဲပေးရတာသူတို့ကကြနေရာပိုတာတော့ဖယ်မပေးချင်ဘူးအဲ့ဒီတယောက်ရဲ့စကားကိုကြားရတော့ကျွန်တော်ကတချို့ကဏ္ဍတွေမှာလူကြီးတွေကလူငယ်တွေကိုနေရာမပေးလို့ကြကြောင်းအဲ့ဒီလူကြီးတွေမြများရှိလာရင်လူငယ်တွေအတွက်နေရာရဖို့မလွယ်ကူကြောင်းလူကြီးတွေကလူငယ်တွေကိုနေရာပေးတင်ကြောင်းလူငယ်တွေတိတက်တက်လောက်နေရာပေးလို့တော့လူကြီးတွေမျက်တက်မြင်လို့ကြောင်းစသဖြင့်ကျွန်တော်ရေးသားမိခဲ့ပါတယ်လွန်ခဲ့တဲ့လအနေငယ်ကဆက်ရမောင်လာမျိုးချင်းညောင်းချံရဲ့လူငယ်တွေကိုနေရာမပေးဘူးဆိုရဲဆောင်းမတစ်ပုဒ်ကိုဖတ်လိုက်ရပါတယ်။အဲဒီဆောင်းမမှာဆရာကလူကြီးကလူငယ်ကိုနေရာမပေးလို့ရဲ့ပြဿနာကိုရေးပြထားပါတယ်။ဆရာမောင်လာမျိုးကဆရာငင်းကျော်ရဲ့ရှေ့မှာလူငယ်တွေကိုလူကြီးတွေကဘယ်တော့မှနေရာမပေးကြဘူးလို့ညှိပြပါတယ်။ဆရာငင်းကျော်ကဆရာမောင်လာမျိုးကိုပြန်ပြောတဲ့စကားတွေကမှတ်သားစရာပါပဲ။ဆရာငင်းကျော်ကလူကြီးနဲ့လူငယ်တွေရဲ့နေရာပြဿနာကိုဘတ်စကားရှိရနဲ့ပဲဥပမာပေးအမေးဖြေလုပ်ပြီးသူ့အမြင်ကိုပြပြဆွေးနွေးခဲ့ပါတယ်။တမရဲ့လူငယ်တယောက်ကလူကြီးတယောက်ဖယ်ပေးတဲ့နေရာကိုဝင်ထိုင်ဖို့ဆိုတာမရှက်တက်မှဖြစ်မိအကြောင်းမတမစမ်းဖြစ်နေတဲ့လူဆိုရင်တော့စိတ်သက်တမရဲ့လူကသူတစ်ပါးတနာလို့ဖယ်ပေးတဲ့နေရာကိုလက်မခံပဲသူ့ဘာသူရက်တင်ချောင်းဦးစွာပြပြပါတယ်။အဲဒီနောက်လူငယ်ဆိုတာကိုယ့်နေရာကိုကိုယ်ပိုင်ဖန်တီးယူရကြောင်းသူတစ်ပါးကနေရာဖယ်ပေးမိကိုမျှော်လင့်မနေတင်ကြောင်းသူတစ်ပါးဖယ်ပေးမှနေရာရမယ့်လူငယ်ကိုကိုယ်ပိုင်အစမ်းစားမရှိသူဖြစ်ကြောင်းသူတစ်ပါးဖယ်ပေးမယ့်နေရာကိုစောင့်နေသူလူငယ်ဟာစိတ်တက်မတန်ဆွမ်းသူဖြစ်ကြောင်းစသဖြင့်ဆရာငင်းကျော်ရဲ့အမြင်နဲ့ဆုံးမဩဝါဒတို့ကိုဆရာမောင်လာမျိုးကရေးပြထားပါတယ်။အဲဒီစာမုံကိုဖတ်ရတော့ကျွန်တော်ရဲ့လူကြီးနဲ့လူငယ်နေရာပြဿနာအကြောင်းအတွေးအထင်တွေတစ်မျိုးပြောင်းယူခဲ့ရပါတယ်။ဆရာငင်းကျော်ရဲ့အတွေးအမြင်ယူဆတို့ကိုနှစ်သက်သဘောကျလက်ခံခဲ့ရပါတယ်။ဒါပေမဲ့ခူးဝိခတ်ပြီးအရန်သစ်စားခြင်းနဲ့ကျွန်တော်ကကိုစမ်းစားနဲ့ကိုနေရာဘလို့ရအောင်ယူရမလဲဆိုတာကိုတွေးတော့ပြီးနေရာရအောင်စူးစမ်းဆောင်ရွက်နီးကိုပါဆရာငင်းကျော်ပြောခဲ့ရင်ကောင်းမယ်လို့မျှော်လင့်မိပါသေးတယ်။တရက်မှာကျွန်တော်ကဆရာဟန်တုတော်ရဲ့ရှေ့မှာညှိမိပါတယ်။ဆရာရဲ့ကျွန်တော်ဘတ်စကားစီရိုင်းထိုင်စရာနေရာရတယ်လို့ကိုမရှိပါဘူး။တခါတလေများဆိုကျွန်တော်မှဆင်းတဲ့အထိနေရာမရပဲအကြာကြီးမတက်ရပြီးစီရတယ်။ကျွန်တော်ကအဲ့လိုညှိညူတော့ဆရာကဘတ်စကားစီရဲ့အခါထိုင်စရာနေရာရအောင်စီးနီးကိုမျှဝေပြပြပါတယ်။ဘတ်စကားရှိရဲ့အခါထိုင်နေတဲ့လူရဲ့မျက်နှာကိုကြည့်ပြီးအဲ့ဒီလူကအကြာကြီးရှိမဲ့လူလားခဏနဲ့စဉ်းစားမဲ့လူလားဆိုတာအကဲခတ်ရတယ်
အကြာကြီးရှိမဲ့သူခရီးဝေးရှိမဲ့လူကအေးစစ်စစ်ပဲထိုင်နေရဖုံးကြည့်ရင်ကြည့်နေမယ်ပြတင်းပေါက်ကနေအကြည့်ကိုနေရာမရွေးပဲငေးငေးနေမယ်ခဏနဲ့ဆင်းသွားမဲ့လူကတော့မှတ်တိုင်တစ်ခုရောက်တိုင်းသူ့မှတ်တိုင်ကြော်သွားမှဆိုလို့ဂယူးဆိုင်ပြီးကြည့်နေတတ်တယ်အဲလိုလူရဲ့ပြီးမှမတက်ရက်တာဆောင်ငါတို့အဲ့လိုစီရာ10ခါမှ9ခါလောက်ကတော့ထိုင်စရာနေရာရတာပဲဆရာကအဲ့လိုတင်ပြီးတော့ကျွန်တော်ကနောက်တစ်မျိုးထပ်ကြီးပြပြန်ပါတယ်တခါတလေအစာသုံးမှတ်တိုင်ကနေစီရအောင်ထိုင်စရာနေရာမရပါဘူးဆရာရဲ့ဘယ်လိုများနေရာရအောင်စီးရမလဲကိုမသိပါဘူးဂိတ်ဆာကနေမင်းစစ်မဲ့မှတ်တိုင်အထိနေရာရချင်ရင်အစမှတ်တိုင်ရဲ့တက်မှတ်တိုင်ကြိုပြီးစောင့်စီပေါ့ကွာဘတ်စကားတွေကဒီလမ်းကြောင်းကနေပဲမနာမချင်းပြန်ပတ်နေရပဲမင်းကထိုင်စရာနေရာမှရချင်ရင်သူများထက်တက်မှတ်တိုင်တော့အပင်ပန်းခံပြီးကျူဆောင်မို့ကွာဆရာကအဲ့လိုတင်ပြပြန်ပါတယ်ဆရာတင်ပြရဲ့နီလန်းနေအတိုင်းကျွန်တော်ဘတ်စကားစစ်ကြည့်ရဲ့အခါအဆင်ပြေတာကိုတွေ့ရပါတယ်ဒီရောထိုင်စရာနေရာရတဲ့ဘတ်စကားပေါ်မှာကျွန်တော်ထိုင်စီရင်ထုံးစံအတိုင်းသုံးသက်တွေးတော်မိပြန်ပါတယ်ကျွန်တော်ငယ်စဉ်ကလူကြီးတွေကလူငယ်တွေကိုနေရာမပေးကြဘူးလို့ရေးခဲ့ပူပါတယ်ဆရာညင်းညိုကလူငယ်တွေသူတစ်ပါးဖယ်ပေးမဲ့နေရာကိုစောင့်မနေပဲကိုယ့်နေရာကိုဖန်တီးယူတင်ကြောင်းပြောပါတယ်ဆရာဟန်သူတော်ကဘတ်စကားစီယာမှာထိုင်စရာနေရာရအောင်စီးနီကိုတင်မိပါတယ်တခါစာရေးဖော်တင်ငယ်ချင်းဖြစ်တဲ့စာရေးသူလိုင်းကလည်းသူ့ရဲ့လိုင်းကတူစီပုံတွေကိုတင်ပေးပြန်ပါတယ်လိုက်ကသူကိုယ်တိုင်ကအာနာတက်သူတနာတက်သူဖြစ်တာကြောင့်လိုင်းကတူစီရဲ့အခါခုံနေရာရရင်တော့ဖယ်ပြီးတက်တဲ့ခဲယူရီသွားရတဲ့အခါမှတ်တိုင်အစားကနေမှတ်တိုင်အစုံထိသွားရရင်တော့တလန်းလုံးမတက်ရပြီးမလိုက်နိုင်တော့တဲ့အခါဆိုကားမှန်ရှိရဲ့ခုံနေရာကိုကတ်စီမှသူ့စိတ်နဲ့အဆင်ပြေတော့တာတဲ့ကားမှန်ဘက်ချန်ဆိုတော့အလွယ်တကူထားပြီးလို့အဆင်မပြေတော့တဲ့အခါမှာလိုင်းကားစီရတာထိုင်ကုန်အပိုင်းရတော့တဲ့အဲ့ဒီအကြောင်းအရာတွေကနေပြီးဆက်တွေးတော့ကြည့်မိတယ်လူကြီးတွေကနေရာမပေးလဲလူငယ်တွေအနေနဲ့ကိုယ့်ရဲ့ပါနမှုအနှင်းငယ်လောက်အပင်ပန်းခံပြီးကြိုတင်အားစိုက်ထုတ်မှုတွေနဲ့ကိုယ့်နေရာကိုဖန်တီးလို့ရနိုင်ကြောင်းကိုအတိတစ်ခုတိုးခဲ့ရပါတယ်။မနေ့ကငါထက်အတိတရားတစ်ခုပိုတာလာတဲ့ဒီနေ့ငါဖြစ်ခဲ့ရပါတယ်။နေရာနဲ့အပွန်နေ့လယ်2 နာရီဝန်းကျင်လောက်မင်္ဂလာတောင်ကိုသွားဖို့နံပါတ်35ဘတ်စကားကိုစိန်ချွတ်မှတ်တိုင်ကနေစောင့်စီပါတယ်။ကားပေါ်မှာလူသိမပါသေးပါဘူး။ဘတ်စကားပေါ်ရောက်တော့ထိုင်မှုနေရာကြည့်လိုက်ပါတယ်။ညာဘက်အချမ်းထိုင်ကုန်ဒီမှာပဲထိုင်နေသူတွေရှိကြပြီးဘယ်ဘက်အချမ်းမှာဘယ်သူမှထိုင်နေမရှိပါဘူး။ကျွန်တော်နောက်ထဲကိုလျှောက်လာပြီးဘယ်ဘက်အချမ်းကနှစ်ခုံတွဲထိုင်ကုန်တစ်ခုမှဝင်ထိုင်လိုက်ပါတယ်။ဘယ်ဘက်ပြတင်းပေါက်ကလျက်နေရာကနေပူနေရာကြောင့်ညာဘက်အဆုံးမှာပဲထိုင်လိုက်ပါတယ်။ဘတ်စကားကသူ့လမ်းကြောင်းအတိုင်းခရီးဆက်နေပါတယ်။ရှေးမတိုင်တွေမှာခရီးတွေတက်လာကြပါတယ်။ဘယ်ဘက်ချမ်းမှာထိုင်ကုန်တွေလွတ်နေကြပေမဲ့ဘသူမှမထိုင်ကြပဲမတက်ရက်လည်းပဲလိုက်ပါလာကြတယ်။တချို့ကထိုင်ကြည့်ကြပါတယ်။ထိုင်ကုန်တွေကနေရှင်ရောက်ပူနေတာမို့ပြန်ထားကြပြီးမတက်ရက်လိုက်ပဲလိုက်ပါကြပြန်ပါတယ်။နောက်မတိုင်တွေမှာလည်းခရီးတွေထက်တက်လာကြပြီးတချို့ကထိုင်ကုန်တွေထိုင်ကြည့်ကြပါတယ်။ထင်ထားတာထက်ပူနေမှန်းသိတဲ့အခါပြန်ထပြီးမတက်ရက်လျက်ပဲလိုက်ပါကြပြန်ပါတယ်။မှတ်တိုင်တိုင်းမှာတက်လာကြတဲ့ခရီးတွေအလုံးကထိုင်ကုန်လို့တွေရှိနေကြပါရဲ့နဲ့ဘသူမှမထိုင်ကြအညောင်းခံပြီးမတက်ရက်ပဲပါလာကြပါတယ်ဒီဖြစ်ပျက်ကိုကြည့်ပြီးတွေးတက်လွန်သူကျွန်တော်မှတွေးမိပြန်ပါတယ်ကျွန်တော်ဘဝမှာအလုံးမျိုးစုံလောက်ကင်ခဲ့ပူပါတယ်အဲဒီလောက်တွေမှာနေရာရလူတို့အထက်လူရှိရဲ့မျက်နှာသာပေးမှုချီးကျူးမှုကိုရလူသူတွေကိုများစွာတည်ပူပါတယ်နေရာရလမှုအတွက်အချင်းချင်းကြိတ်ပြိုင်ကြရဲတအုပ်နဲ့တအုပ်မကောင်းပြောကြရဲကြောက်တွန်းကြရဲမနာလိုဝင်တို့ဖြစ်ကြတာတွေကိုတွေးပူပါတယ်တအုပ်နဲ့တအုပ်မကောင်းပြောကြရဲကြောက်တွန်းကြရဲမနာလိုဝင်တို့ဖြစ်ကြတာတွေကိုတွေးပူပါတယ်အကြောင်းတင်ပြီးနေရာရသွားတဲ့သူတွေကအချိန်တစ်ခုကြာတဲ့အခါအဲဒီနေရာမှာမပြောနိုင်ဖြစ်ကြပြန်ပါတယ်နေရာကရတဲ့ဖိအားတွေကိုမခံနိုင်ဘူးလို့ဆိုကြပြန်ပါတယ်အဲဒီနေရာမှာမနေချင်ကြတော့ပဲအေးအေးဆေးဆေးတက်တာနေရရင်ပဲတော်ပါပြီလို့ဆိုကြပြန်ပါတယ်အဲဒီနေရာရဲ့ပူလောင်မှုကိုမခံနိုင်လို့အလောက်ကနေထွက်သားကြသူတွေကိုတည်ဘူးပါတယ်တကယ်တော့လူတွေဟာနေရာရလူကြရဲနေရာရရင်တက်တာမဲလို့ထင်ကြတယ်အေးဆေးဖြစ်မဲလို့ထင်ကြတယ်တကယ်ပဲအေးဆေးတက်တာဖြစ်ကြတာတွေလည်းများသာရှိပါတယ်ဒါပေမဲ့ကိုရယူလိုတဲ့နေရာကပုံမှန်ထက်တာဝန်ယူမှုပိုများတယ်အခက်အခဲပိုများတယ်ဖိအားပိုများတယ်ဆိုတာကိုမိနေတတ်ကြပါတယ်အဲဒီຢာတွေကိုကြော်လားနိုင်စွမ်းရှိရင်တော့နေရာရချင်းကပြဿနာမရှိပါဘူးကိုရရှိလာတဲ့နေရာကပူလောင်နေအဲဒီပူလောင်မှုကိုမခံနိုင်ရင်အဲဒီနေရာမှာမနေရုံပါပဲပူလောင်မှုကနေရှောင်ဖယ်နေရုံပါပဲဘတ်စကားဘော်ကလူတွေကပူလောင်တဲ့နေရာမှာမထိုင်ကြပဲမတ်တက်ရက်လျက်ပဲလိုက်ပါနေကြတယ်နေရာရှိပေမဲ့လည်းအဲ့ဒီနေရာရဲ့ပူလောင်မှုကိုခံရခြင်းထက်မတ်တက်ရက်ပြီးနေရခြင်းကသူတို့အတွက်ပိုအဆင်ပြေကြောင်းသိကြပါတယ်။ပူလောင်တဲ့နေရာကိုဘယ်သူမှမနေလို့ကြကြောင်းပူလောင်မှုကိုခံပြီးနေရာရလိုခြင်းထက်အခြားပင်ပန်းမှုကိုသာခံယူလိုကြကြောင်းဘတ်စကားစီရင်သင်ခန်းစာတစ်ခုအတိတစ်ခုထိုးခဲ့ရပါတယ်။နေရာတန်မှုနဲ့လွတ်လပ်မှု
ကျွန်တော်ကပုံမှန်ဆိုရင်မြို့ရဲကနေမင်္ဂလာတုံကိုသွားတဲ့အခါစူးလီမှတ်တိုင်ကနေ116ဘတ်ကားကိုစီးပြီးသွားနေကြပါတရက်ကျွန်တော်ရဲ့ဆရာဖြစ်သူကသူလည်းအောင်မင်္ဂလာဝေးပြေးကိုသွားရရှိတယ်ဆရာတပည့်နှစ်ယောက်2005နဲ့အတူတူသွားကြမယ်စကားပြောပေါ်ရတာပေါ့လို့ပြောတာနဲ့ဆရာနဲ့အတူသွားဖို့ဖြစ်လာပါတယ်ဆရာပြောတဲ့2005ဆိုတာကိုကျွန်တော်မသိဘူးပါဘူးတကယ်တော့2005ဆိုတာအိမ်စီးကပုံစံလိုင်းကားပါကားထဲမှာလူ10ယောက်လောက်ပဲနေရာဆက်ပြီးဘတ်ကားလိုမှတ်တိုင်များများမရတာကြောင့်ခရီးသွားရတာကတော့ပိုပြီးခင်းတင်ပါတယ်ကားစီရောက်တော့နောက်ဆုံးခုံမှာနေရာရပါတယ်လူ4ယောက်ကြက်ညက်ထားရပြီးရှေ့ကခုံတွေနဲ့နီးကပ်လွန်လာကြောင်းခြေရောက်ဆက်မှုအဆင်မပြေပါဘူးကားကနေပြီးလေဝင်ပေါက်တွေကရှေ့လူတွေနဲ့꿰နေတာကြောင့်အသက်ရှူလည်းမဝသလိုချွေးလည်းအတော်ပြန်နေပါတယ်အဲကုန်းလည်းဖွင့်ထားမပြီးတော့ပိုဆိုးပါတယ်တနအီကျော်လောက်ကားပေါ်မှာကြက်ကြက်တီတီထိုင်နေရတာကြောင့်သွားလူရကိုမြင်မြန်ရောက်ဖို့ပဲဆူတောင်းနေပြီးပါတယ်ကားပေါ်ကဆင်းတော့ဆရာရဲ့2000နဲ့ကားကိုနောက်တော့မစီးရပါဘူးဘတ်ကားကို400ပေးပြီးဆရာကမှထိုင်ရနေရမရတော့နည်းနည်းတော့တက်တာဖြစ်ပါသေးရဲ့အဲကုန်းလည်းရသေးရဲ့အဲကုန်းမရတော့400ပဲပေးရတာပြီးပြောပါသေးရဲ့လို့ဆရာကိုပြောပြပါတယ်ပြီးတော့ဆရာနဲ့လမ်းခွဲခဲ့ပြီးကိုဆက်သွားရမယ့်နေရာကိုခရီးဆိုင်ရင်ဆက်တွေးတော့မိနေပြန်ပါတယ်တကယ်တော့လူတွေကနေရာလိုချင်ကြတယ်နေရာရလိုကြတယ်ဒါပေမဲ့ကိုရင်းနှီးထားတဲ့တံမိုးကကြီးပြီးရထားတဲ့နေရာကစက်တဲကျင်းမြောင်းပြီးစိတ်လှုပ်မှုမရှိရင်အဲ့ဒီနေရာကိုဘယ်သူမှမမောနေမှာမဟုတ်ပါဘူးအခွင့်အရေးရတာနဲ့အဲ့ဒီနေရာကနေဖယ်ခွာသွားမှာပါနောက်ထပ်လည်းအဲ့ဒီနေရာကိုပြန်လာခြင်းမှမဟုတ်ပါဘူးဘဝမှာလွတ်လပ်မှုကသာတန်မိုးကြီးပါတယ်ရထားတဲ့နေရာကဘလောက်ပဲတန်မိုးကြီးပါတယ်ပြောလွတ်လပ်မှုမရှိစိတ်ချင်းချက်ရရဆိုရင်အဲ့ဒီနေရာကတကယ်တန်မိုးအစင်မှမဟုတ်ပါဘူးဒီနေရာကိုဘယ်သူမှမမတ်မမောဖတ်တယ်နေမှာမဟုတ်ပါဘူးကိုရင်းနှီးထားရတဲ့တန်မိုးနဲ့လည်းညီမျှမှာမဟုတ်ပါဘူးနေရာထက်လွတ်လပ်မှုကတန်မိုးရှိကြောင်းမနေ့ကထက်အတီတရားတစ်ခုပို့တိုးလာတယ်လို့မှတ်တမ်းတင်ပြခဲ့ပါတယ်နေရာလို့အစမတိုင်ကနေစီးလာခဲ့ရရောနေလေခင်လူပါချိန်မှာစီးခဲ့ရကြောင်းပါဘတ်ကားရှိရတာထိုင်နေရရပြီးသားပါနှခုံတွဲလျက်မှာပြတင်းပေါက်ပြီးမှထိုင်နေလိုက်ပါတယ်ဘေးမှာတော့ဦးလေးတစ်ယောက်ထိုင်နေပါတယ်နောက်မတိုင်တွေရောက်တော့ခရီးသည်တချို့တက်လာပါတယ်တက်လာတဲ့ခရီးသည်တွေမှာကိုနဲ့ရွယ်တူလောက်ရှိပြီးရုပ်တော်လာပြီးအတော်လေးချီကောင်းနဲ့ကောင်မလေးတယောက်တက်လာတာကိုတတိထားမိပါတယ်အတော်လေးလာပြီးဆွဲဆောင်မှုလေးရှိရကြောင်းကိုပါဝင်ကားပေါ်မှာရှင်းနေပြီးသားယောက်ျားလေးရှို့လေးသူ့ကိုတတိထားပြီးကြည့်မိကြပါတယ်ထိုင်ဆိုင်စွာပဲသူလက်တက်လာတဲ့မှတ်တိုင်မှာကျွန်တော်ဘေးကဦးလေးကဆင်းသွားပါတယ်မှတ်တိုင်ကတက်လာတဲ့သူတွေထဲမှာအဲ့ဒီကောင်မလေးကရှေ့ဆုံးကပါဘတ်ကားကအကျွေထဲပြရနဲ့နောက်ကိုရှောက်လာပါပြီကျွန်တော်ဘေးကနေရာလုံးမှာဝင်ထိုင်ပါတယ်သူနောက်ကတက်လာသူတွေကယောက်ျားလေးရှို့ကနောက်အထိဆက်လျှောက်မသွားကြပဲသူဘေးမှာမတက်လာရင်လိုက်ပါလာကြပါတယ်နောက်မှတိုင်မှာခရီးသည်တွေတက်လာတော့ကားဆရာကအလဲကလူတွေနောက်ထိလျှောက်သွားပေးကြဖို့နောက်ထဲမှာနေရာလွတ်တွေရှိသေးကြောင်းအော်ပြောနေပါတယ်ဒါပေမဲ့ကောင်မလေးပြီးမှလာရက်ကြယောက်ျားလေးတွေကတော့နောက်ကိုလိုက်တူးမသွားကြပဲရက်မြဲရက်နေကြပြီးကောင်မလေးကိုမတိမတာကြည့်နေကြပါတယ်ယောက်ျားချင်းဆိုတော့ကျွန်တော်သဘောပေါက်လိုက်ပါတယ်ကောင်မလေးတွေကတော်တော်လာကြတော့ယောက်ျားလေးတွေရဲ့တဘာဝရငေးချင်ကြပုံပါဒီကနေ့ခေတ်စကားနဲ့ပြောရရင်ရှိတ်ကြိုက်ငန်းကြတဲ့သဘောပါပဲကျွန်တော်ကိုယ်တိုင်တော့တစ်ချက်ပေးတဲ့အနေထားကနေမတိမတာငဲ့ကြည့်မိပါတယ်လေးလေကင်းမို့ကားကအရင်ကြီးလူများမနေပါဘူးထိုင်ုံနေမှာလူတွေပြည့်နေပေမဲ့နောက်ထဲမှာမတက်ရစီစရာနေရာလွတ်တွေအကျယ်ကြီးရှိနေရပါဒါပေမဲ့ကျွန်တော်ဘေကကောင်မလေးရှိရထိုင်ကုန်ပေးမှာပဲယောက်ျားလေးရှို့မတက်ရက်လျက်လိုက်ပါလာကြတော့မှာပဲအတွေးသမားကျွန်တော်အတွက်တော့ဒီမြင်ကွင်းကနေခြေကားတွေ့နေမိပါတယ်လူရှိုးကဘလောက်ပဲသူတို့အတွက်တက်တာချောင်းကြီးပြီးကျေပြက်ကောင်းမွန်နဲ့နေရာလွတ်တွေကိုရနေပါသည်လက်ရှိနေရာကဘလောက်ပဲချက်တဲချင်းမြောက်နေပါသည်ကိုယ်စိတ်ကိုအကြည်တက်ဖြစ်စေခြင်းတဲ့နေရာကိုယ်စိတ်ကိုညှဉ်းနှူးဝယ်ဖြစ်စေတဲ့နေရာမှာသာနေထိုင်ခြင်းရပါတယ်နေထိုင်လို့ကြရဲ့အကျဉ်းမြောင်းကနေစိတ်ချမ်းမြေ့စရာနေရာမှာပဲပုံနေထိုင်လို့ကြတာပါအဖြစ်အပျက်လေးတစ်ခုကိုကြည့်ပြီးနေရာနဲ့ပတ်သက်တဲ့လူစိတ်တဘာဝကိုကျွန်တော်သုံးသပ်မိခဲ့ခြင်းပါတခါလေမှကျွန်တော်လည်းကိုဘဝအတွက်ကြိုးစားလုံးလှူရှားနေရင်ကရှေ့မှာခြေပြန့်ကောင်းမွန်တဲ့အသက်ရှူရလွယ်ကူတဲ့နေရာတစ်ခုကိုမြင်နေရရင်တော့ကိုယ်စိတ်ကိုပို့ပြီးအဆင်ပြေဖြစ်စေတဲ့နေရာစိတ်ကိုအချီတက်ဖြစ်စေတဲ့နေရာမှာပဲနေထိုင်ခြင်းသိဖြစ်မိပါတယ်ဘဝအတွက်စိတ်ပျော်ရွှင်စရာရက်ဒေတာတစ်ခုလည်းလိုအပ်တယ်လို့ထင်မိပါတယ်ဘလောက်ပဲတက်တာချောင်ကြီးတဲ့နေရာကောင်းတွေကိုရရှိနေပေမဲ့ကိုယ်စိတ်ကိုမပျော်ရွှင်တဲ့အရက်ဒေတာကကြာရှည်မှအဆင်ပြေမယ်လို့မခံစားရပါဘူးဘဝမှာကိုယ်စိတ်ကိုအချီတက်ရစီမယ့်နေရာစိတ်ချမ်းမြေ့ဝဲနေရာမှာပို့ပြီးနေထိုင်တဲ့နယ်လို့ထင်မြင်မိပါတယ်ဖြစ်နိုင်တော့နေရာလေးရစိတ်လေးပျော်ရွှင်ရရဲဆိုရင်အကောင်းဆုံးပေါ့ဒါကနေရာရချင်းနဲ့စိတ်ခံစားမှုကိုသုံးသပ်ပြီးရရှိလာတဲ့အဖြစ်တစ်ခုပါပဲမှန်ချင်းကိုတော့အချင်းတစ်ခုနဲ့ဆက်ပြီးကိုသုံးသပ်ရအောင်ပါ
အရှင်ကျွန်တော်တဲ့6နှစ်သားလောက်မှာယထာစစီပူပါတယ်ဘူတာပလက်ဖောင်းမှာလူတွေအများကြီးရနေကြပြီးယထာလာကိုစောင့်နေကြပေမဲ့ယထာလာတော့ဘယ်သူမှမတားကြပါဘူးလာနေတဲ့ယထာကိုကြည့်ရင်ယထာကကျွန်တော်တို့ကိုတင်မခေါ်ပဲကြောက်သားမှာကိုကျွန်တော်စိတ်ပူသွားပါတယ်ကျွန်တော်လည်းပလက်ဖောင်းအဆုံးကိုသွားပြီးယထာရဲ့ပေအောင်လက်ပြထားလိုက်ပါတယ်အဲ့ဒီချိန်မှာမိကကျွန်တော်ကိုအင်ဂျင်ခေါ်လန်ကနေဆဲပြီးနောက်ကိုခေါ်သွားပါတယ်ပြီးတော့အမေကစိုးရင်ဒေါသကြောင့်ခေါင်းခောက်ပါတယ်ကျွန်တော်နောက်မှသိရတာကယထာဆိုတာသူ့ပူတာဆင်ရောက်ရင်ဘယ်သူမှထားကြမလို့ပဲရက်တယ်ဆိုတာကိုပါကားရီလိုကိုမမြင်ပဲကြော်သားမှာကိုစိုးရင်စရာမလိုပါဘူးဒါကိုကျွန်တော်မသိပဲယထာကိုကားလိုတားဆီးရမယ်အထင်နဲ့လက်ပြပြီးတားမိကြခြင်းဖြစ်ပါတယ်သူလမ်းကြောင်းပေါ်မှာသူ့ရှင်နဲ့သူသွားနေတဲ့အရာတွေကိုရက်တန်တော့တားလို့မရဘူးဆိုတာကျွန်တော်သဘောပေါက်လိုက်ပါတယ်လူတွေမှလည်းဒီအတိုင်းပါပဲသူ့ရှင်နဲ့သူရွေးနေတဲ့အပေါ်မှာကျွန်တော်တို့သွားတာလိုက်မိရင်ပထမဆုံးထိခိုက်ရမှာကကိုရိုင်းပါပဲဥပမာဒေါသဖြစ်ပြီးဓာတ်တစ်ချောင်းနဲ့ရန်ကားနေတဲ့လူရှိရပြီးတားတာမိရင်ပထမဆုံးအခုတ်ခံရမှာကကျွန်တော်တို့ကိုယ်တိုင်ပါပဲအဲ့လိုပဲသူပြဿနာနဲ့သူပူလောင်ပြီးမှုန်ထူနေတဲ့လူဒီလိုလူမျိုးကိုအဲ့ဒီအချိန်မှာချက်ချင်းသွားနာချနေလို့နားဝင်မှာမဟုတ်ပါဘူးဒီຢာတွေကိုရက်တန့်အောင်တားဆီးဖို့ကြိုးစားမယ်ဆိုရင်အချိန်ခါနဲ့အခြေအနေပေါ်မူတည်ပြီးနီးလန်းကြလှုပ်ဆောင်နိုင်မှပဲရပါလိမ့်မယ်ဓာတ်ကရန်ကားနေတဲ့သူကိုသူ့ရှေ့တက်ကနေသွားပြီးဓာတ်ကိုဆွဲလို့မရပါဘူးသူ့အလင်းငိုက်ကိုဆောင်ပြီးနောက်ကနေသူ့အားနည်းချက်ကိုတိုက်ခိုက်ပြီးမှဖမ်းချုပ်လို့ရနိုင်ပါတယ်ဘဝကိုအကောင်းဆုံးဖြစ်အောင်သူ့လုံးကားနဲ့သူကြိုးစားဖြတ်သန်းပြီးရှေ့ရောက်နေတဲ့လူကိုလည်းပျက်စီးကြောင်းလိုက်တားဆီးနေလို့အပူပါပဲသူ့ရှင်နဲ့သူအကောင်းဆုံးရွေရှားနေတဲ့သူကိုတွားနှောက်ရှက်မိရနဲ့ဗျံမရာဖြစ်ချင်ခဲ့မှာကနှောက်ရှက်တားဆီးမိသူကိုယ်တိုင်ပါပဲအရှင်ရနေတဲ့ຢာတွေကခိုင်မာပါတယ်သူ့ရှင်ကိုသူအတိုးလျှော့လုံနိုင်တဲ့အစွမ်းစားရှိပါတယ်ဒါကြောင့်အရှင်ရနေတဲ့အရာတွေကိုတားဆီးလို့မရပါဘူးကျွန်တော်ကိုယ်တိုင်လည်းကိုလန်းချောင်းပေါ်မှာကိုယ့်ရှင်နဲ့ကိုရွေရှားနေပြီဆိုရင်ဘသူလာတားဆီးပါသေးကြောက်စရာမလိုတော့ပါဘူးအရေးကြီးတာကရွေးနေတဲ့အချိန်ထဲမှာအားနည်းချက်ရှိမနေဘူးပါပဲကန်တဝင်းဆိုတာပါလေတခါတလေမှာကျွန်တော်တို့ကအလုပ်လုပ်ကြရမှာကိုပေရင်နဲ့ကိုပြန်တိုင်းပြီးကိုပေါင်ထဲမှာကိုပိတ်မိတက်ကြပါတယ်ငါလုပ်လိုက်တဲ့အလုပ်ကအဆန်ဖြစ်ရမယ်လို့ကိုတတ်မှတ်လိုက်ပြီးကိုတိုင်းထထားတဲ့ပေရင်နဲ့လိုက်ညှိရင်အလုပ်ကခရီးမတွင်ဖြစ်သွားရပါတယ်တကယ်တော့ဆန်ဆိုတာကိုယ်တိုင်သတ်မှတ်တာမဟုတ်ပါဘူးကိုရဲ့ထုတ်ကုန်ကိုအသုံးပြုတဲ့လူတွေကသတ်မှတ်ပေးရပါကိုလို့လို့ရတာကကိုရဲ့ထုတ်ကုန်ပေါ်မှာစေနာထားပြီးတက်ဆွမ်းသမျှအစွမ်းကုန်ဖန်တီးပြီးရုံသာရှိပါတယ်ကိုရဲ့ထုတ်ကုန်ကိုကိုယ်တိုင်ဆက်ပြီးချောင်းသတ်မှတ်လို့ရတာမဟုတ်ပါဘူးကျွန်တော်ကတခြားလုပ်ငန်းတွေနဲ့သိပြီးမကျွမ်းဝင်တဲ့အတွက်ကျွန်တော်ကျွမ်းဝင်နားလေလောက်တဲ့အမှုပညာပစ္စည်းတွေနဲ့ပဲဥပမာပေးပြပါရစေကျွန်တော်တို့စာရေးသားကြတဲ့အခါငါစာကကဏ္ဍဝင်တွင်မဲ့စာဖြစ်ရမယ်ကဏ္ဍဝင်တွင်အောင်ရေးမယ်လို့လောက်ယူဖန်တီးလို့မရပါဘူးကိုယ့်ရဲ့စာကဏ္ဍဝင်ဖြစ်မဲ့ဖြစ်ကကိုယ့်စာကိုဖတ်တဲ့တနည်းအားဖြင့်ကိုယ်အမှုပညာကိုခံစားရတဲ့ပရိသတ်တွေကသတ်မှတ်ပေးရပါအချိန်ကာလများစွာကိုကြော်ဖြတ်ပြီးမှကိုယ်အမှုပညာကအခက်ဆက်ဆက်အထိတည်တက်နေမှသာကဏ္ဍဝင်ဖြစ်တယ်လို့အများကသတ်မှတ်ကြတာပါစာရေးသူအနေနဲ့ငါစာကကဏ္ဍဝင်ဖြစ်အောင်ရေးထားတာငါစာကကဏ္ဍဝင်ဖြစ်တဲ့စာလို့ကိုသတ်မှတ်လို့မရပါဘူးစာရေးသူအနေနဲ့ကိုယ်အမှုပညာကိုအကောင်းဆုံးဖန်တီးမယ်အစွမ်းကုန်ကြိုးစားအထောက်မယ်ကိုယ်အမှုပညာကခံစားသူတွေအတွက်အစိတ်တောက်မဖြစ်အောင်ရေးသားမယ်ကိုယ်စာကိုဖတ်တဲ့သူကိုယ်အမှုပညာပစ္စည်းကိုခံစားရတဲ့သူအတွက်သူပေးရတဲ့အချိန်သူရင်းနှီးဝယ်ယူလိုက်ရတဲ့ငွေကြီးပမာဏနဲ့တက်အောင်ပြန်ရဖို့စေတနာအဓိကထားပြီးအားထုတ်ထားဖို့ပဲဖြစ်နိုင်ပါတယ်။ဥပမာအနေနဲ့ဆိုရင်ဆရာကြီးမြတ်တန်းတဲ့ဆရာကြီးအောင်သိန်းတို့ရဲ့စာတွေကိုလူတွေကကဏ္ဍဝင်အဖြစ်သတ်မှတ်ထားကြပါတယ်။ဒီစာတွေကိုကဏ္ဍဝင်စာတွေပါလို့ဆရာကြီးတွေကိုယ်တိုင်ကသတ်မှတ်သွားကြတာမဟုတ်ပါဘူး။ဆရာကြီးတွေကသူစာတွေကိုဖတ်မဲ့ပရိသတ်တွေအတွက်အထူးသဖြင့်လူငယ်တွေအတွက်စေတနာအဓိကထားပြီးကြိုးစားအထောက်ရေးသားပြီးသွားခဲ့ကြတာပါဆရာကြီးတွေရဲ့ကြိုးစားထုတ်မှုနဲ့စေတနာမှန်ကန်လို့သာသူတို့ရဲ့စာတွေကိုခန္ဓာဝင်အဖြစ်သတ်မှတ်ခံထားရတာပါကျွန်တော်တို့ခံစားနာဆင်ကြတဲ့သချင်းတွေဆိုရင်လည်းခန္ဓာဝင်ဖြစ်သတ်မှတ်ခံထားရတဲ့သချင်းတွေကအများကြီးပါပဲဒီသချင်းတွေကိုရေးသားတည်ဆူခဲ့ကြတဲ့သူတွေကသူတို့ရဲ့သချင်းတွေကခန္ဓာဝင်သချင်းတွေပါလို့ကိုယ်တိုင်သတ်မှတ်သွားကြတာမဟုတ်ပါဘူးသူတို့ကသူတို့ဖန်တီးရဲ့အမှုပညာပေါ်ဒီဇိုင်းမမတ်ကြိုးစားအထောက်မှုသူတို့တည်ထားသမျှဂီတာနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒတွေကိုထုတ်သုံးပြီးသူတို့ရဲ့အမှုပညာကိုခံစားမဲ့သူတွေအတွက်စေတနာအဓိကနဲ့ဖန်တီးသွားခဲ့ကြရုံပါပဲဒီတော့ကျွန်တော်တို့ကလည်းငါတို့ဖန်တီးမှုငါတို့အလုပ်တွေကစံဖြစ်အောင်ကဏ္ဍဝင်ဖြစ်အောင်လုပ်ရမယ်လို့ဆိုအတင်းလုပ်ယူနေရမှာမဟုတ်ပဲကိုလုပ်တဲ့လုပ်ငန်းအပေါ်မှာစူးစမ်းအထောက်မှုအဖြစ်တည်တက်ထားသမျှအကုန်ထုတ်သုံးပြီးစေတနာအဓိကနဲ့ဖန်တီးထုတ်လုပ်သွားဖို့ပဲအာရုံစိုက်ထားတင်ပါတယ်ဇလို့ယူဖန်တီးနေခြင်းထက်ကိုယ့်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်အမြဲကြိုးစားရမယ်လို့နှလုံးသွင်းပြီးလုပ်ကင်မယ်ဆိုရင်ကိုယ့်ထုတ်ကုန်ကစံအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။အဲဒီခါမှကဏ္ဍဝင်ပစ္စည်းအဖြစ်သတ်မှတ်ခံရနိုင်မှာပါ။
The Aura I Get American ဆိုတော့ Alan Jackson ရဲ့ The Aura I Get တဲ့ချင်းကိုကျွန်တော်တော်တော်လေးကြိုက်ပါတယ်။လူတစ်ယောက်ကအသက်ကြီးလာတဲ့မြဘဝကိုဖျက်ဆီးမှုမှာအရင်ကထက်ပိုတိလာတာတွေပိုနေတက်လာတာတွေပိုရင်းကျက်လာတာတွေရောင်ရမ်းတက်လာခြင်းတွေကိုလှပစွာရေးဖွဲ့ထားတဲ့သချင်းလေးတစ်ပုဒ်ပါ။ကျွန်တော်နားလည်မိသလိုပြန်မျှဝေပေးပါရစေ။ The older I get, the more I think. You only get a minute. Better live when you are in it. Cause it's gone in a blink. အသက်ကြီးလာတဲ့မြငါပိုတွေးမိလာတယ်။မျက်စိတမိတ်အတွင်းပျောက်ကဲသွားနိုင်လို့ရတဲ့အချိန်ကလေးအတွင်းမှာအကောင်းဆုံးနေထိုင်သွားရမယ်လို့ပေါ့။ And the older I get, the truer it is. It's the people you love, not the money and stuff that make you rich. အသက်ကြီးလာတဲ့မြအမှန်ကိုမြင်လာတယ်။မင်းကိုချမ်းသာစေရပတ်စံနဲ့စီးစိမ်ဥစ္စာတွေမဟုတ်ဘူး။မင်းချစ်တဲ့လူတွေပဲဆိုတာကိုပေါ့။ And if they found a fountain of youth, I wouldn't drink a drop, and that's the truth. Funny how it feels. I'm just getting to my best years yet. အသက်ပြင်းငယ်ရှိရဲ့နိုင်ရည်တွင်ကိုတွေ့ရင်လေငါတောက်ပြမှာမဟုတ်တော့ဘူး။ဒါအမှန်တရားပဲ။ရဲစရာကောင်းဝင်မဲ့လေလက်ရှိအကောင်းဆုံးချိန်တွေကိုရထားတယ်လို့ပဲငါခံစားမိပါတယ်။ The older I get, the fewer friends I have, but you don't need a lot when the ones that you got have always got you back. အသက်ကြီးလာတဲ့မြအပေါင်းအသင်းနဲ့လာတယ်။ဒါပေမဲ့လည်းရထားတဲ့လောက်ထက်လည်းအများကြီးမလိုအပ်ပါဘူး။ And the older I get, better I am at knowing when to give and when to just not give a damn. အသက်ကြီးလာတဲ့မြဘယ်အချိန်မှဖမ်းဆုပ်ရမယ်ဘယ်အချိန်မှဆွလို့ရမယ်ဆိုတာပိုသိလာတယ်။ And I don't mind all the limes from all the times I've laughed and cried. Souvenirs and little sign of the life I've lived. ကိုခဲ့ရတဲ့အချိန်တွေရေမောခဲ့ရတာတွေနဲ့နေထိုင်ခဲ့မှုရဲ့အမှတ်တရတွေအတွက်ခံစားချက်တွေမရှိတော့ဘူး။ The older I get, the longer I'm free. I don't know why. I guess that I got more to say. အသက်ကြီးလာတဲ့မြကြာဆူတောင်းပြလိုက်။ဘာကြောင့်မှမသိပေမဲ့ပြောစရာစကားတွေပိုရှိလာတယ်။ And the older I get, the more thankful I feel for the life I've had and all the life I'm living still. အသက်ကြီးလာတဲ့မြရှင်သန်နေရတဲ့ဘဝကိုပိုင်ဆိုင်ရတဲ့အတွက်ကျေးဇူးတင်မိပါတယ်။စာသားတစ်ကြောင်းရည်တည်ကိုကျွန်တော်နားလည်သလိုခံစားမိရဲ့အခါဘဝရဲ့ဖြစ်တမ်းမှုဆိုတာဒါပါလားလို့ရှင်းလင်းမြင်သာလာရပါတယ်။ကျွန်တော်တို့ဟာအသက်ကြီးလာတဲ့အမြအတွေ့အကြုံတွေကနေအတည်တရားတွေပိုများလာတယ်။ခံစားချက်တွေကလှပလာပြီးဘဝကယူရှင်လာတယ်။အတွေ့အကြုံနဲ့ရင်းချက်မှုကိုကျွန်တော်တို့တကူးတကရှာစရာမလိုဘူးလို့သိလာတယ်။နေ့စဉ်ဖြစ်ပျက်နေတဲ့အရာတွေအပေါ်မှာတခုခုရရှိဖို့အစင်းနဲ့ဖြစ်နေလိုက်ရုံနဲ့အတွေ့အကြုံနဲ့ရင်းချက်မှုကအလိုလိုရရှိလာတယ်။တနေ့တစ်နေ့ကြုံလာရမယ့်အဖြစ်အပျက်တွေအပေါ်ရင်ဆိုင်သုံးသပ်ဖို့ပြင်ဆင်ထားလိုက်ရုံပါပဲ။အသက်ကြီးလာတဲ့မြရင်းချက်မှုတွေရရှိလာမှာပါ။ဘဝကိုရိုးရိုးရှင်းရှင်းမြင်တက်လာမှာပါ။စာဖတ်သူများနှလုံးစိတ်ဝင်အေးချမ်းကြပါစေကြောင်းဆရာကောင်းမြတ်ခေမှဆုတောင်းရင်းနဲ့ My opponent is me ဆိုတဲ့စာအုပ်လေးရတော့ဒီမှာရင်အဆုံးသတ်ပြီးစီးသွားပြီပဲဖြစ်ပါရဲ့ရှင်။ Channel လေးကို subscribe လုပ်ပေးပြီးတော့ notification လေးမှာ all ဆိုတာလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့နော်။ဒါဆိုရင်တော့နောက်လာမယ့်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒီတော့ကျမတို့တွေစာဖတ်ခြင်းနဲ့ကိုယ့်ကိုယ်ကိုမြင့်တင်လိုက်ကြရအောင်ရှင်။